အရှင်ကားဆိုတကားလုံးရှယ်ကျမ်းမှာကြားရညီဖို့အတွက်ရှယ်ကျမ်းပြီးမိုက်တဲ့အရှင်ကားကြီးတကားနဲ့ကျွန်တော်ဒီမိတ်ဆက်ပေးချင်ပါတယ်ဒီကားကြီးက2010ထွက်ရှိထားပြီးတော့ INTV 6.3 ကြောင်ရရှိထားတဲ့ ITP3 အရှင်စကားကြီးဖြစ်ပါတယ်ဗျဒီစကားထဲမှာစကော့ရတဲ့မင်းသားကြီးပေါင်းရိုက်ကူးထားပြီးတော့ဒီမင်းသားဆိုရင်ဒီရုပ်ရှင်တွေမှာမကပဲပြင်တော်ကမှာတမ်းမြညာတက်ဆွဲတော့ကျွန်တော်သိရှိရတယ်ဗျဒီစကားထဲမှာမင်းသားကထောင်သွင်းကျင်းသားတရားအနေနဲ့ပေါင်းရိုက်ကူးထားပြီးတော့ထောင်မကြားခင်ဒီလောက်ကျိုးဝဲတစ်ခုမှာကျွန်တော်တရားရရှိလာခဲ့တယ်အကြောင်းသူကထောင်ကြားနေတဲ့အချိန်တွေမှာတရားတက်ကောင်းဆိုပြီးတော့လေ့ကျင့်ခန်းတွေပြင်းနေလုပ်ခဲ့တယ်နောက်ဆုံးတရားတက်ကောင်းသွားတဲ့အခါမှာလည်းထောင်ထဲမှာကျန်တဲ့မှာလည်းဆိုတော့အမှန်ကိုထိုးဝဲကြီးမှာသူကဝင်ရောက်ထုံးနှက်ခဲ့တယ်သူ့ထိုးချက်တွေကပြင်းနေတာကြောင့်ဒီထဲမှာဖိုင်တာကြီးတယောက်လိုမျိုးသူကဖြစ်လာခဲ့တယ်နောက်ဆုံးသူချန်ပီယံရဖို့ဖိုင်တာကြီးဆုံးတစ်ကောင်ကိုထိုးဖို့ပဲကျန်တော့တယ်သူနောက်ဆုံးထိုးရမယ့်ဖိုင်တာကထောင်သားတယောက်ဖြစ်ပေမဲ့လည်းဘယ်လိုရမ်းနေမလို့ရပဲစားကောင်းတော့ကောင်းနေစားရပြီးလေ့ကျင့်ခန်းပြင်းနေလုပ်ရတဲ့ဖိုင်တာကြီးဖြစ်နေတယ်ဒါပေမဲ့ဇက်ကောင်မင်းသားအနေနဲ့ဇလန်ရဆုံးသက်မှာဒီဖိုင်တာကြီးကိုထုံးနိုင်သွားမလားဆိုတော့ကျွန်တော်ရင်းနေနေကြည့်ရမယ်မှန်သားရှင်ကားကောင်းဖြစ်ပါတယ်ဗျဒီကားလေးကတော့မှနာမည်ကြီးတဲ့အပြင်ဘယ်စီကစင်ကားကြတဲ့လူပြောဆိုဒီကားလေးကိုဒီချောင်းကြီးကိုကြည့်တင်ပါတယ်ဗျဒီကားလေးရဲ့စာဆိုကိုချင်းတော်ဝင်မှာတော့တိကျပြရတာပြီချင်းတော်ဝင်ကြီးကိုလည်းကျွန်တော်ဗီဒီယိုလေးမှာသိချင်းရှင်းပြပေးထားတယ်ဗျအသိမိတ်ဆွေကနားမလည်သေးဘူးဆိုတော့ပုံမှန်ဟိုက်ကြတယ်ဗျတော်ချင်လေးပြချပြပါပဲကျွန်တော်ကချင်းတော်ကဒီလိုပဲဖြစ်ပါတယ်ဗျတုံးကြီးယူပြီးတော့ကျွန်တော်ကကျေးဇူးပြုပြီးပါတယ်